သမီးကိုခြုံလိုက်တာနဲ့လက်ဓာအများအသွင်ကိုချက်ချင်းပြောင်းသွားကြပါတယ်။အဲ့ဒီလက်ဓာကြီးတွေကမောင်ရီခဲတို့ကိုတတ်ဖို့ပြေးစင်းအလာမှာမောင်ရီခဲနဲ့သမီးခြုံသောလက်ဓာများဒီဇလန်လေးကိုအဆုံးထိလိုက်ပါနားဆင်ကြည့်လိုက်ကြပါဦးခင်ဗျာဆရာတပည့်နှစ်ယောက်တပင်တိုင်းရွာမှထွက်လာပြီးခရီးနှင်လာခဲ့ကြပါတယ်။ဘိုက်စားလျင်တွေ့ကြရဆိုင်တွင်ထမင်းဝင်စားပြီးကုန်ကြစိမှန်သမျှကိုဗဘိုးသူတော်ကပင်ရှုံနေသောအိမ်မှနှိုက်ယူကရှင်းပါတယ်။ငွေတွေဘယ်ကလာသလဲဟုမောင်ရီခဲမှမေးကျင်တော်လဲမမေးရခဲ့ပြီ။ခရီးနာချိန်တိုင်းရွာထဲသို့ဝင်မအိတ်ချီရွာပြင်စရက်တွင်သာဝင်နာပါတယ်။မိမိနေရက်ကဘယ်စီဘယ်အတွက်ကြံခဲ့သည်ကိုလည်းမောင်ရီခဲမသိတော့ပြီအဘဆရာကျွန်တော်တို့ဘယ်ရက်ရောက်နေပြီလဲဗျအေးပြောရရင်တော့ရှမ်းပြည်နယ်ကမထွက်ရသေးပြီမဲ့ငါတပည့်ရဲ့နေရက်နဲ့တော့အလွန်ဝေးနေပြီကွဘာလဲကွအိမ်လွမ်းနေပြီလားတပည့်ကြီးမဟုတ်ပါဘူးဆရာဘယ်ဝယ်ဘယ်စီသွားရမှာလဲသိကြလို့ပါဒီလိုပဲမို့ငါတပည့်ရာအရက်ဌာနေအတိအကျမရှိဘူးကွအထက်ကပေးတဲ့အမိန့်တိုင်းလိုက်ပြီးတက်တော်တွေကိုကူညီရမှာကွဟုတ်ကဲ့ပါဆရာအေးတာတုခွင့်ငါတပည့်ကြီးပြောရင်ဆိုရင်တော့ဒီညဒီမှာနားရလိမ့်မယ်ကွငါတပည့်ကြီးအလုံးရတော့မဟိဒီမှာရွာမရှိဘူးလေဆရာအေးကွငါတပည့်ရွာမရှိလို့မကောင်းတဲ့အတက်တွေဒီနေရာမှာဇုံးမုံနေပြီကွအမြန်မနေနေရင်တော့မကောင်းဆိုးဝါးတွေအားကြီးနေပြီကဲလာဒီတော့ထဲမှာဘုရားတဆူရှိတယ်ကွအဲ့ဒီမှာနားရင်မကောင်းသူပဲကောင်းသူကဲရမယ်ကွငါတပည့်ရဲ့ဟုတ်ကဲ့ဆရာဘာဘိုးတော်ဥသီလာကတောကြီးတဲ့သူဥဆောင်ဝင်သွားပါတယ်အတော်ကြာဝင်သွားပြီးနောက်ဘုရားဆင်းလဲတံများတာယာနာပြောပွဲကြားရ၏တောင်ထိပ်လေးတွင်ရွှေရောင်ဝင်းနေသောကိုးတော်ပြေဇီဒီလေးတဆူပါတွေ့ရသည်ကဲရောက်ပြီကွငါတပည့်ကြီးဒီဘုရားကိုတာမန်လူတွေမဖူးနိုင်ဘူးကွဘုရားရဲ့ပွဲတော်ကနတ်ဝတ်ဘုရားတဲ့လူလေးနဲ့ပဒန်းဆက်ရှိလို့သာဖူးမြော်ရတာကွတပ်ပယ်လိုက်တာအဖရဲ့ဒီဘုရားကိုဘသူတွေကိုးကွယ်တယ်လဲအနည်းနားမှာလူတွေလည်းမရှိဘူးဒါပေမဲ့ဘုရားမှာပူဇော်ထားတဲ့စွန့်ပန်းရည်ချမ်းတွေကတော့ဝေစားနေတာပဲဘုရားနတ်ဝတ်ဘုရားဆိုတော့နတ်တွေပဲလာပူဇော်တာပေါ့ကွယ်ငါတပည့်ရဲ့မောင်ရီခဲကရွှေရောင်တဝင်းဝင်းနဲ့နတ်ဝတ်ဇီရီအချိန်ချင်းဥချနေမိပါတယ်ဘာဘုသူတော်ကတင့်ရနေရာတွင်အကြအနထိုင်ကပရိသထိုင်စိတ်နေတော့သည်မောင်ရီခဲကဘဝင်းကျင်ကိုလေ့လာအခက်ခက်ပြီးနောက်စတင်တရားထိုင်လိုက်ပါတော့တယ်ညအမောင်တို့ကတစကြီးဆိုးလာပြီးငှက်ကလေးများ၏အော်တန်ကိုပင်မကြားရတော့ကြညဘိုးကောင်တို့၏အော်တန်များနဲ့လေတိုက်တဲ့အတန်မြည်သောဖျားဆဲလဲတန်တို့မှအပပတ်ဝင်းကျင်၌ကတိတ်ဆိတ်၍အေးချမ်းနေတော့၏တိတ်ဆိတ်ငြိမ်သက်သောအရက်ဖြစ်သဖြင့်တရားသမားတို့ကအထူးမွေ့လျော်ကုန်၏ငါနိုင်မြေမှာပိုင်စိုးပိုင်နေဖျားတရားလာအောက်ထုတ်လို့ပြလားအသက်သုံးချောင်းအပေါ်ပါလို့ထင်တဲ့ဒိတ်စိတ်တော်ညလည်းထိုအတန်သည်အမောင်ကိုခွင်းလျက်ကျဲလောင်စွာပေါ်ထွက်လာတော့၏ထိုအတန်ကြားသဖြင့်မောင်ရီကလည်းတရားကိုဖြုတ်လိုက်ရပြီးတဲရဆဆဘသူလဲကွငါဆရာတရားမှတ်နေတာကိုလာနှောက်ရှက်ရတာထို့သောပြောလိုက်သည်နှင့်ပင်ရန်ထက်မှလက်ဓာကြီးတစ်ကောင်နှင့်ကြီးကန်းသုံးကောင်တို့မြေပြင်သို့တက်ဆင်းလာကုန်၏မြေပြင်ပေါ်မှရောက်သောအားလုံးလူသားမိမ့်မများဖြစ်သွားကြကုန်၏ဟာဒီမှတကယ်ဒီနေရာမှာဘသူမှဖျားတရားလောက်ခွင့်မရှိဘူးအသက်အပေါ်မပါရင်အများဆုံးမင်းရဲ့ဆရာကိုခေါ်ပြီးထွက်သွားလိုက်စမ်းကျုပ်တို့ဒီနေရာကိုလာတာပြန်ထွက်သွားဖို့မဟုတ်ဘူးဖွာကြီးခမည်းတော်လိုပညာသည်တွေရဲ့မန်ဆွဲကိုချိုးဖို့လာတာပဲမောင်ရီကပြောသောစကားတန်ကိုကြားပြီးမိမကြီးနဲ့အတူပါလာသောမိမငယ်၃ယောက်ကမောင်ရီခဲအားဗမာမခန့်ပုံစံဖြင့်တခက်ခက်ရေမောလီတော်၏လေကအလားသားပါလားတငယ်ရဲ့ဧကနာငါရဲ့အစွမ်းအစတွေကိုမသိသေးလို့ထင်တယ်ကဲမဲမို့မဲဆုံမဲနန်းဒီတို့တွေဒီကောင်လေးကိုပညာပြလိုက်စမ်းထို့သောအမိန့်ရသည်နှင့်မိမကြီးဘေးရှိမိမငယ်၃ယောက်သည်ထမီကိုဆွဲခြုံလိုက်တော့ကြီးကန်း၃ကောင်ပြန်ဖြစ်သွားတော့၏လေပေါ်တွင်ပြန်ဝဲပြီးကြီးရတန်ပြုတ်ကုန်၏အဲ့ဒီလူသား၂ယောက်ကိုသတ်လိုက်စမ်းမိမကြီးကအမိန့်ပေးလိုက်တော့ကြီးကန်း၃ကောင်သည်မောင်ရီခဲတို့ထံသို့တုတ်ချီထိုးဆင်းလာတော့၏မောင်ရီခဲလည်းကြီးကန်းမတွေဆရာသခင်ကိုအနှောက်အယှက်ပြုမိဆိုသောကြောင့်ဂုံတော်ကိုပွားများကတန်ခွန်ကြာအင်းကိုလေထဲတွင်အမြန်ရေးဆွဲလိုက်တော့၏
ပြီးတော့အချိန်နဲ့ဆင်းသက်လာသောကြီးကမ်းမှသုံးကောင်စီတို့ပြစ်ထုတ်လိုက်တော့၏ဝုံဖောင်းဟူသောအငိုက်မိသွားသောကြီးကမ်းမှသုံးကောင်ကတန်ကုန်ကြအင်းနဲ့တွေ့ပြီးမြေပြင်ပေါ်သို့မရှုမလှပင်ပြုတ်ကျကုန်တော့၏မြေပြင်တွင်လူးလိန်ကပါးစပ်မှလည်းသွေးစတွေပတ်ခွနဲ့ထွက်လာတော့၏တို့ဖြစ်ကိုမြင်သောအဖွားကြီးကဒေါသထောင်းထလျက်တပင်းအမဲကြီးကိုဆွဲချုံလိုက်တော့စုံမျိုးတို့ကနဂဝေမြောက်ဆုံးအိန္ဒလိဆုံးမောက်လုံးဆုံးမောက်ပြဆုံးခြေဆုံးခေါင်းဆုံးကိုဆုံးဟူ၍ရှိရာယခုအဖွားကြီးကအိန္ဒလိဆုံးအမျိုးအနွယ်ဖြစ်သောကြောင့်မြောက်ဘက်မဲတော်ဥရုနတ်ဇောဂနတ်တို့ကိုစေခိုင်းနိုင်သည့်အစွမ်းထက်လာသောစုံမျိုးပြင်ဖြစ်၏ဖလတ်လရကြီးသည်တင့်ပင်ထက်သို့တက်ပြီးမောင်ရီခဲအားတိုက်ခိုက်တော်၏ပါဇက်မှအနက်ရောင်ဆက်ကိုမောင်ရီခဲတံမှုတ်ထုတ်လိုက်မောင်ရီခဲလည်းအကာအကွယ်အင်းဖြစ်ကာထားသောကြောင့်သာတစုံတရာထိခိုက်ခြင်းမရှိပေလရကြီးဆက်နဲ့မောင်ရီခဲ၏အကာအကွယ်အင်းတို့တွေ့ထိပြီးတဖောင်းပေါက်ကွဲကုန်တော်၏ဘေးရှိတစ်ပင်ကြီးငယ်တို့ကအတုံးယုံပင်လဲကျကုန်တော်၏သူ့ဆက်ကိုမောင်ရီခဲကခံနိုင်သောကြောင့်သူ၏အစွမ်းအထက်ဆုံးအစိမ့်ရင်အောင်ဆက်နဲ့မောင်ရီခဲထံသို့မှုတ်ထုတ်လိုက်ပြန်တော့၏မောင်ရီခဲလည်းတံပြန်အင်းကိုအမြန်ရေးဆွဲလိုက်တော့၏အင်းသည်အသက်ဝင်သွားသောလဒကြီးထံသို့လှမ်း၍ပစ်လိုက်၏လဒကြီးအားပြင်းသောဆက်နှင့်တံပြန်အင်းတို့ထိတ်တိုက်တွေ့သောအခါအတန်ကျဲကြီးဖြင့်တအုံပင်မြည်လေတော့၏မောင်ရီခဲမှအနောက်သို့လှန်ကျသွားတဲ့ကဲ့သို့အပင်ပေါ်ရှိလရကြီးမှလည်းမြေပြင်ပေါ်သို့ပင်ပြုတ်ကျလာတော့၏မြေပြင်ပေါ်သို့ရောက်သောလူသားမိမကြီးပြန်ဖြစ်သွားပြီးတံပြန်၏အစွမ်းကြောင့်တွဲပွက်အံကသေဆုံးသွားလေတော့၏လရကြီးတပည့်ဖြစ်သောကြီးကမ်းမှ၃ယောက်တို့လည်းမိမိတို့၏ဆရာသခင်သေဆုံးသွားသဖြင့်မိမိကိုမိမိပြန်၍အဆုံးစီရင်သွားကြကုန်တော်၏ထိုသူတို့ပက်လဲတွင်ငရဲမီးတောင်များထွက်ပေါ်လာပြီးမီးလောင်ပြကျသွားကုန်တော့၏မောင်ရီခဲသည်လည်းဆက်အရှင်ကြောင့်အထိနာသွားပြီးတတိလစ်သွားလေတော့သည်ငါတပည့်ကြီးတပည့်ကြီးထခရစ်ဆက်ခြင်းရောက်ပြီကွဘာဆရာနှိုးနေသောအတန်ကြားမှသာနိုးထလာတော့၏အတန်ကြား၍ထကြည့်သောမောကားလင်းနေကြပြီဖြစ်၏အဖကျွန်တော်ဘာဖြစ်သွားတာလဲဗျဟိုလရကြီးနဲ့ကြီးကမ်းမတွေရောဟာငါတပည့်ကြီးရဲ့သူတို့တွေကသူတို့နဲ့ဆိုင်တဲ့နေရာကိုတွားကုန်ကြပြီကွငါတပည့်ကြီးကလရမကြီးရဲ့ဆက်အရှင်ကြောင့်တတိလွတ်သွားတာကွအဖသူကဘာလို့ရမ်းစွမ်းနေရတာလဲစွမ်းဆိုသူကအစွမ်းထက်တဲ့ပညာတဲ့မျိုးစားထဲမှာပါတာဟုတ်ကွသူတက်တံဘလောက်ရှိပြီထင်လဲကွတပည့်ကြီးကနှစ်90လောက်ရှိရောပေါ့အဖရဲ့ဟာမှားတယ်ကွာငါတပည့်ရသူတက်တံဟာ200ကျော်သွားပြီကွလိုရာဖန်ဆင်းနိုင်တဲ့အဆင့်တော်ရောက်နေပြီကွငါတပည့်ကြီးသူ့ကိုမနိုင်တာတော်ယုံနဲ့တော့မဟုတ်ဘူးကွအခြားအင်းနဲ့ကရင်သူ့ကိုနိုင်မှာမဟုတ်ဘူးဒါပဲသိကငါတပည့်ကြီးကဖြတ်ထိုးညံကောင်းတော့တံပြန်အင်းနဲ့ပြစ်လိုက်လို့သူ့ဆက်သူ့ပြန်ထိပြီးဆုံးသွားတာကွာဟုတ်ကဲ့ဆရာမောင်ရီခဲကဆရာသမားပြောသမျှနားထောင်ပြီးကိုလက်တန့်စင်ရန်ချောင်းငယ်အနားသို့သွားလီတော့ရင်ဘက်တွင်ကအောင်သက်နာကျင်နေသေးသည်ခရီးဆက်ကြပဲတပည့်ကြီးဆရာခေါ်တဲ့ကြောင့်ချောင်းငယ်မှပြန်တက်လာခဲ့ပြီဆရာတပည့်2ယောက်သားနောက်ထပ်မကောင်းသူပဲကောင်းသူကရန်ခရီးဆက်၍ထွက်လာခဲ့ကြပါတော့သည်